မင်္ဂလာပါကျွန်တော်ဒီနေ့တော့ကျွန်တော် foundation လေးပေါ့နော်မင်ကုန်သွားတဲ့အတွက်တန်ရှင်းလုပ်ထားရပေါ့နော်အဲ့ဒါလေးကိုပြန်ပြီးတော့ assemble လုပ်ပြမှာဖြစ်ပါတယ်ဒီ foundation တွေကဘောပင်တွေတက်ပို့ပြီးတော့ရေးလို့ကောင်းတယ်ပေါ့နော်သူ့ရဲ့အဓိကပြဿနာကတော့မှင်6တဲ့ပြဿနာပေါ့နော်ပြီးတော့သူ့ရဲ့ဒီ nib လေးကနေပြီးတော့မှင်ထွက်တာဆိုတော့ဒီ nib ထိတ်လေးကသုံးတာကြာလာလို့ရှိရင်ပေါ့နော်အမှုံမလေးနဲ့ပိတ်မိပြီးတော့မှင်6တာလွယ်ရဖြစ်တတ်တယ်ပေါ့နော်အဲ့ဒီခါကျတော့ကျွန်တော်တို့ကမှင်ကုန်တိုင်းပေါ့နော်ကျွန်တော် foundation ကိုတန်ရှင်းလုပ်တယ်ဆိုတော့လည်းအများကြီးခက်ခဲတော့မဟုတ်ဘူး foundation ကိုလိုင်းမဲ့ဖြုတ်လိုက်တယ်ဖြုတ်လိုက်ပြီးတော့ဒီပိုင်းလေးကိုပေါ့နော်တကယ်လို့ဒီ nib ကောဒီထဲထဲ feeder ကိုထပ်ပြီးတော့ဖြုတ်မယ်ဆိုဖြုတ်လို့ရတယ်ကျွန်တော်မဖြုတ်တော့ဘူးပေါ့နော်ဒီကောင်ကကျွန်တော်က unit နဲ့စိန်လိုက်တယ်ပေါ့နော် unit နဲ့စိန်ပြီးတော့ဒီတိုင်းမဲ့ leaflet ခံထားလိုက်တယ်အခုဆိုလို့ရှိရင်နည်းနည်း6သွားပြီပေါ့နော်6သွားပြီဆိုတဲ့အခါကျတော့ကျွန်တော်ပြန်ပြီးတော့ဟိုလုပ်လို့ရတယ်တက်လို့ရပြီပေါ့နော်ဒီကောင်ကတော့ဒါ foundation ရဲ့ nib ပါမယ်ပြီးလို့ရှိရင်တဲမှာ feeder ပါမယ်ပေါ့နော်ပြီးတော့ housing ပါမယ်foundation ပန်နေမှင်ပြည့်တဲ့အခါမှာပေါ့နော်သူက cartridge တွေကမျိုးစုံရှိရပေါ့နော်မျိုးစုံက2မျိုးရှိရပေါ့သူတို့ဟိုကတစ်ခါသုံး cartridge တွေလည်းလာတယ်လို့မျိုးဒီလိုမျိုး refillable လုပ်လို့ရတဲ့ဟာတွေလည်းလာတယ်ပေါ့နော်အခုဒါဆိုလို့ရှိရင်ကျွန်တော်မှင်အိုးနဲ့သုံးမှာဖြစ်တဲ့အတွက်ကျွန်တော်ဒါ refill ပေါ့နော်လုပ်တဲ့ဟာပေါ့ဒီကျွန်တော်သုံးတဲ့ platinum puppy fountain pen ပေါ့နော်ဒါဈေးမကြီးဘူးပေါ့နော်ပြီးတော့ဒီထိတ်မှာဒီလိုမျိုးသူကဟိုလေးပါတယ် spring လေးပါတယ်အဲ့ spring လေးကအရန်သုံးဝင်တယ်ဘယ်လိုမျိုးလဲဆိုတော့fountain pen ကပုံမှန်ဆိုလို့ရှိရင်မသုံးတာကြရင်6သွားနိုင်တယ်လေလေနဲ့တက်လက်ပြီးတော့ဒီကောင်ကဒီလိုမျိုး click လိုက်တဲ့အချိန်မှာဗျာဒီ spring လေးကပြန်တွန်းထားပြီးတော့ဒီ cup လေးကစီးလုပ်ထားရပါတော့စီးလုပ်ထားဖြစ်တဲ့အတွက်သူက6ဖို့မှင်6ဖို့မလွယ်တော့ဘူးပေါ့နော်ဒါတော်တော်လေးသုံးဝင်တယ်ကျွန်တော်ပုံမှန် fountain pen နေ3ရက်နဲ့6သွားပြီဆိုဒီကောင်ကတပတ်တစ်ခါကြရင်10ရက်15လောက်ဒီမှာ6ဘူးပေါ့နော်သူအပြင်မှင်6တာမျိုးမဖြစ်တော့ဘူးအခုကျွန်တော်ဒါကိုမှင်ဖြည့်တော့မှာပေါ့နော်မှင်ဖြည့်ရမှာဆိုတော့ဒါကျွန်တော်မှင်ဘူးပေါ့ဘောပင်နေဆိုလို့ရှိရင်ဗျာ3ပြီးလှုပ်ပလိုက်တယ်တချို့ဘောပင်တွေတော့လည်းမှင်ချောင်းပြန်ဖြည့်လို့ရပါဘူးဒါပေမဲ့ဒီ fountain pen နဲ့စာရေးရတဲ့ feeling ကိုဘောပင်ကမမီဘူးပေါ့နော်fountain pen ကပြီးတော့လက်ရဲ့ pressure ပေါ်မူတည်ပြီးတော့အဖိအဖော်ဖြစ်တာဖြစ်တဲ့အတွက်စာရေးလို့အများကြီးပူကောင်းတယ်ပေါ့နော်โอเคကျွန်တော်မှင်လို့ဆိုတော့3မျိုးချိုးအောင်ကုန်နေပြီကျွန်တော်စာရေးတိုင်းဒီ fountain pen ကကျွန်တော်အတွက်အသုံးအများဆုံးပဲပေါ့နော်ဒီထက်ပိုကောင်းတာလည်းလိုတော့လိုချင်တာပေါ့ဒါပေမဲ့လောလောဆယ်တော့ကျွန်တော်ဒီ beginner state မှာပဲရှိသေးတယ်ပေါ့အခုကျွန်တော်ဒီမှာ feeder ကိုတက်လိုက်ပါနော် sorry ဟိုမှင်အောင်တက်လိုက်ပြီးတော့ဒီမှာ dip ဟိုပါပေါ့နော် fountain pen ရဲ့ဒီ nib ကိုပါဟိုးထဲအထိနှစ်လိုက်ပါနော်မှင်ဟိုးထဲအထိနှစ်လိုက်မယ်နှစ်လိုက်ပြီးတော့မှဒီမှာဆိုရင်ဒီမှာပေါ့နော်ဟိုဟာမြင်တဲ့အတိုင်းပဲပေါ့နော်လေခိုနေပြီး everball လေးနဲ့အများပါလာတတ်တယ်ပေါ့နော်အဲ့လိုပါလာရင်ကျွန်တော်တို့ဟိုပေါ့ဒီလိုမျိုးပေါ့နော်အပေါ်ကိုပြန်ပြီးတော့ upside ထောင်လိုက်ပြီးတော့ဒီလေဘူပေါင်းလေးထွက်အောင်ပေါ့နော်ဖြည်းဖြည်းလေးသိဖြည်းဖြည်းချင်းဒီပေါ့နော်ဖြည်းဖြည်းချင်းကစားပြီးတော့နော်ပြီးတော့မှကျန်တဲ့အပိုင်းအောင်ထပ်ပြီးတော့ထုတ်လိုက်ပါနော်ဒီလေလို ever ပဲတက်တာပါတချို့ကတော့အပြည့်လိုချင်တယ်ပေါ့ကျွန်တော်တို့ကတော့ဒီ tone on gap လေးရှိတာဘာမှကျွန်တော်တို့ကြီးတဲ့ပြဿနာမဟုတ်ဘူးเนาะဘာလို့လဲဆိုတော့ဘလိုပဲဖြစ်ကျွန်တော်ဒါပြန်ဖြည့်လို့ရဖြစ်တဲ့အတွက်ပေါ့နော်ပြီးတော့ဒီမှင်ချောင်းဆိုလို့ရှိရင် capacity တော်တော်ကြီးတဲ့အတွက်ပေါ့နော်ဟိုဟာဒီမှင်က capacity တော်တော်ကြီးတဲ့အတွက်ကျွန်တော်တို့ကတော်တော်လေးသုံးဝင်တာဖြစ်တဲ့အတွက်ကျွန်တော်အပြည့်ဖြစ်တဲ့အထိစိတ်ရှိလက်ရှိဖြည့်နေတော့နေဒီတိုင်းပဲထားလိုက်တော့မှာပေါ့နော်ပြီးရင်ကျွန်တော်မှင်ကိုပြန်သိမ်းမယ်ပေါ့ဒီမှင်ကဒါဗာလဲ Pelican 4001ပေါ့နော်performance ကဈေးနဲ့ဆိုင်လို့ရှိရင်တော့မဆိုးဘူးပေါ့နော်မှင်အရောင်လည်းတော့လှတယ်ပေါ့ okay အခုဆိုလို့ရှိရင်ဒါကျွန်တော်မှင်ဖြည့်ပွားပြီပေါ့ဒါဆန်းပြီးတော့ရေးမယ်ဆိုရေးလို့ရပြီပေါ့နော်ဒီတော့
everball လေးကိုနည်းနည်းလေးကိုမြင်ရသေးတယ်ဒါပေမဲ့လည်းကိစ္စမရှိဘူးเนาะဒီမှာဒါနေကင်းစာရေးနဲ့မြင်ကုန်ပါဘူးเนาะဒီကောင်ကကျွန်တော်ကဒီမှာဆိုတော့ 0.3 နှစ်ပေါ့နော်သူဟိုဟာလောက်ရှိမှာ5နှစ်5နှစ်လောက်ရှိမယ်ဟုတ်တယ်5နှစ်လောက်ရှိမှာပေါ့နော်ဒီပါလဲ platinum papi ရဲ့ဒီ 0.3 ကကျွန်တော်တို့တော့အဆင်ပြေပေါ့နော်ဒါ5နှစ်လောက်ရှိရပေါ့ဒီမှာကျွန်တော်နောက်တစ်ချောင်းသလိုရှိရင်လည်းဒါ transparent design ပေါ့နော် pilot ရဲ့ extra 5နှစ်ပေါ့ extra 5နှစ်ကိုကျွန်တော်တိတ်မကြိုက်ဘူးရေးရတာနည်းနည်းလေး scratchy ဖြစ်တယ်ပေါ့နော်သူကဟိုဟာစာရေးရတာကိုကျွန်တော်ဒီကောင်လေးစာရေးရတိတ်ပြီးတော့မကြိုက်ဘူးပေါ့နော်ဒါပေမဲ့ဟိုဟာ sketch တာပဲကျွန်တော်ဒီကောင်ပို့ပြီးတော့သဘောကျတယ်ဥမာ sketch တယ်လို့ပဲကျွန်တော်တို့ရှိရင်အလုံးမှာသူများတွေလို့ sketch ပေးလိုက်တယ်ဘာညာဆိုလို့ရှိရင်ဒီ file extra file လေးကပို့ပြီးတော့ sketch တာကောင်းတယ်ဒါပေမဲ့စာရေးရတော့ကျွန်တော်တိတ်ပြီးတော့သဘောမကျတော်တော်လေးဟို scratchy ဖြစ်တယ်ပေါ့နော်ဟို nip ကတားသေးရလို့ခံစားရတယ် nip side ကလေဟုတ်ကဲ့ပါဒါလေးကတော့ကျွန်တော်ရဲ့ဒီ fountain pen မှင်ဖြည့်တဲ့အကြောင်းလေးပေါ့နော်အတန်ရှင်းလုပ်တဲ့အကြောင်းလေးပေါ့ကျေးဇူးတင်ပါတယ်